တို့မရှိဘူးဆိုတော့ခိုင်တဲ့တစ်ခုမှာတော့ DNC နဲ့ Zaida မော်ရှော်ကလေးစပြီးတော့ကြည့်တယ်တစ်ဖက်ကလည်း Edward Dawshot Blaze လေးပါလေလိုက်ပြီးထားခဲ့တဲ့ခိုင်တဲ့မှာတော့ Last Insanity ပြန်ပြီးတော့ပေး Lead စီးနေတဲ့ backline control ဘာနဲ့မှာ Light အလင်းရောင်တန်းပြီးတော့ကြားခဲ့တဲ့ခိုင်တဲ့မှာတော့ first started first blood နှစ်ခုစလုံးတော့ DNC နဲ့စပြီးတော့သိမ့်ပိုက်သွားတယ်ဗျာအဲ့တော့နည်းနည်းစဉ်းစားကြတစ်ခုပဲဖြစ်လာပြီအားလီမာကသူလိုက်ချဖို့များအစင်းစားလေခဲ့လား charge ပြတ်တိုက်တယ်မှားသွားပြီ Doman Kai ပြန်တောင်းနေဗျာဂျန်နီခဲ့တဲ့အချိန်မှာ light တကောင်ပါ pass လိုက်ပွဲစားတော့ AOG ပြန်ခုန်သွားနေပဲ Doman Shuriken တွေအောက်မှာပြန်ဝင်လာခဲ့မယ် Last Insanity တက်ခွဲတိုင်းနေပဲဂျန်နီခဲ့တဲ့ Demo Kai Cherokee ပါပိုင်းတိုင်းနေပဲလုံးဝမရဘူးလိုက်ပိုင်းလိုက်တာမှားသွားတယ်ဗျာ Hero Team နှစ်ကောင်ကြည့်လို့ပါ Rura ပြန်ပေးလိုက်ရပါပြီအော်မှာတော့ Chaknu ရဲ့ AOE Detronic Charge နဲ့တစ်ဖက်က Rura အနေနဲ့အရင်တိုးလို့တော့သိမရသေးဘူးဗျာဘက်အတွက်မြန်အနေငယ်လေးနောက်ကျနေကြတဲ့ခိုင်တာတစ်ခုမှာတစ်ဖက်ကလည်း Zaida ပြန်ပြီးတော့ရလာပြီးတော့မှလည်း Cherokee လေးပဲပြန်ပြီးထားခြင်းနဲ့ခိုင်တာတစ်ခု Ring Slash နဲ့ Land Shake က Bandicoot နဲ့ Backline လင်းအောင်နဲ့ပြန်ကြည့်ပြီးတော့များတယ် Cherokee ဘက်မှာ Lancy Flicker တက်ကောင်မှာ AOG Backline ကိုပြန်ကြည့်နေတဲ့လွဲနေတဲ့ခိုင်တာမှာတစ်ဖက်က Demokai Detronic Charge နဲ့တစ်ဖက်က Zaida တက်ပြီးတော့အဆုံးသတ်နေတဲ့ 1 for 1 Bandicoot ပြန်ချပြီး Double K နဲ့ Demokai ပြန်ပေးခဲ့မယ် Last Insanity ခွဲခဲ့တဲ့ခိုင်တာမှာ Triple K ကို Domakai ထပ်အဆုံးသတ် Resady Mania တီကိုပါထပ်ပြီးတော့သိမ့်ပိုက်ထားနေပဲ2 for 4 train နဲ့ Rura သူရဲ့ command point တခုတော့ပြင်လဲပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီခံမှန်းထားလို့မရဘူးဆိုတော့ကိုသိခါနဲ့ပြည်စုံနေခဲ့တဲ့အနေထားမျိုးလို့ပြောရမယ်ဘာဒီဆွေးတစ်ဖက်ကလည်း concede လေးပဲဆက်ပေးထားခဲ့တဲ့ခိုက်တယ်မှာ cutting corner နဲ့ 2 man stallion bane တွေမှာ2 man လေးပဲ quashero တနု chest တွေမှာတစ်ဖက်ကလည်း check ကိုတန်းပြီးတော့ပြန်တော့ backline တွေမှာ domakai ထပ်ပေးထားခဲ့တဲ့ခိုက်တယ်မှာတစ်ဖက်ကလည်း UA only ကိုလိုက်ပြီးတော့ကြည့်နေတဲ့ Regan Stand နဲ့ Land Shake က backline မှာနေတဲ့ 1 for 1 trade ခဲ့တဲ့ခိုက်တဲ့ခုမှာ light ထပ်ပြီးတော့ pass ထပ်ပေးရတယ် missile တွေအောက်မှာလည်းတစ်ဖက်က emergency light ပေး double K မှာ Bandicoot 1 for 3ထပ် trade ခဲ့တဲ့ခိုက်တဲ့ခုမှာထပ်ပြီးတော့အပေးမှာတော့ emergency hour ကိုဆက်အဆုံးတန်နေပဲ1 for 4 trade နဲ့ Tata over TNC Fruit Team ဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ်ခါရဲပဲ1-3 နဲ့ take down လုပ်မယ်ဆိုလို့ရှိရင်လည်းအန်ဝန်းစီကသိမ့်မရှိဘူးဆိုတော့ 1v1 လေးပဲတော့လည်း Bandicoot တောင်းရှော့လိုက်ပေးနေကြတဲ့ခိုင်တဲ့တစ်ဖက်က check လို့တန်းပြီးတော့ကြားနေတယ်တစ်ဖက်ကလည်း Edward Blaze တွေအောက်မှာတော့ one man down သွားခဲ့တဲ့ DNC Protein အနေနဲ့ low bandage ကိုအရင်သွားလို့တော့သိမရဘူး flicker လေးပြန်ပြီးတော့ပေးရတယ် AOG တက်ကုန်မှာ Regan Slash တွေပြန်သုံးခဲ့မယ် shutdown kill by UA 2 man down ဒီက Rura Gaming ဆက်ပြီးတော့သိမ့်ပိုက်ထားရတယ်ပဲဒီ low bandage ကိုအသုံးသိမချနိုင်ခဲ့တဲ့ DNC Protein တောင်းရှော့ဆိုလိုပဲပြင်လဲပြီးတော့ forward ထားပါဦးမယ်ဒီရှင်းပါပဲဗျတန်မာနဲ့ first pushing ထားရင်တော့မှ Bandicoot 5 second မှာတိန်လာရှော့စီလေးနဲ့တူတူပြန်ထွက်လာမှာဆိုဒါပေမဲ့ Chaknu ကျွန်းသွားပြီ Chaknu ကျွန်းသွားပြီ K3 Doman Kai ပြန်လဲပြီးတော့ရယူလို့သွားခဲ့တယ်ဗျာကြော်ပေါ့ဗျာနောက် Free Drop ဘောကလည်းပြန်ပြီးတော့စောင့်အောင်ပါအခုမှ Free ကပြီးသွားတဲ့အနေထားအလဲလန်းကိုကာလို့ရရင်တော့မှအပေါ်လန်းကိုကာလို့ရဖို့တော့ကအနေငယ်လေးပြန်ပြီးတော့ခက်ခဲဒီမိုကိုက်ကြီးပြန်ကျသွားတဲ့အနေထားတစ်ခုမှာ Bandicoot Regan Slash တွေပြန်ပြီးတော့ပေးရသေးရဲ့ဗျာနောက်မှာတောက်ရှော့ဆိုပဲ၄ယောက်အနေထားတစ်ခုတော့ပြန်ပြီးတော့ရောက်ရှိလို့သွားတယ်လေတသီးတက်ပြီးတော့ပေးရသေးရဲ့နောက်မှာလူနိုနေရဲ့ Lancy Death Side လေးပါလေးပြီးပြီးတော့ကျိုးစားနေတယ်ဗျာဒါမှလည်း2 for 1ပြန်လဲပြီးတော့1 for 1ပြန်ပြီးတော့လဲထားတဲ့အနေထားတစ်ခုမှာတော့ဒီလောက်နဲ့ပဲပြန်ပတ်သွားတယ်ပေါ့နော်ဒီမှာတီးသည်ဒီတစ်ခေါက်မှာလဲတောက်ရှော့ဆိုလိုပဲ Last Insanity ပြန်ပြီးတော့ပေးရသေးတယ်ဗျ Last Insanity မရှိတော့ recall ပြန်ထောက်အောင်မယ်ဘာညာအနေထားလေးဖြစ်လာကြเนาะအဲ့ဒီပြုံမှာ blue bat လဲစားမဲ့တိုင်မရဖြစ်လာပြီ Chaknu ကလည်းတောက်ရှော့သွေးလေးပါလေးပြန်ပြီးတော့ကိုင်းလာတဲ့အနေထားဆိုတော့ဒီလောက်ကေးဖို့တော့ aura ဘက်ကနေပြီးတော့အခွင့်အရေးတော့ရလာပြီနောက်မှလည်း cutting ကောတက်ပေးပါလားအော်တတော်နေချက်တွေကြားထဲမှာ Chaknu တော်လေးတော့တိုင်ပတ်နေလောတော့ပြီးလိုက်ပြီဗျနောက်မှလည်းတောက်ရှော့ဆိုလိုပဲ Zaida ပြန်ပြီးတော့ forward လုပ်နေသေးတယ်နောက်မှ Zaida တကောင်ပြန်ကျပြီလူဆုံးတက်ဆုံးမရှိတဲ့အနေထားမှာဗတဲ့သွားပြီးတော့ဆိုင်ခဲ့တယ်ဗျဒီကောင်မှလည်း Last Insanity ပြန်ကွဲတဲ့နောက်မှာအဝေါ်ပြန်ပြီးတော့ကျခဲ့တယ်ဗျDomakai တောက်ရှော့ဆိုလိုပဲဒီမှာတီးစီကိုပြန်လဲရှင်းတော့ကိုချိုးအိုးDomakai ရဲ့ပြစ်နေတဲ့ damage တွေကြားထဲမှာနောက်ထပ်တစ်ချက် Double K 2ကိုပါသိမ့်ပိုက်နေနေပဲ3ယောက်2ယောက်အနေထားလို့ပဲကျွန်တော်သုံးသပ်မယ်ဗျဟိုက 4K ပြောပလောက်တဲ့ပမာဏမျိုးတော့မဟုတ်တော့ဘူးbalance ဖြစ်နေခဲ့တဲ့အခိုက်အတန့်တွေမှာ backline ကနေပြီး line flank ဆောက်လို့ပြီးတော့ကြိုးစားတယ်ဗျနောက်မှလည်း Amber Key ပဲတစ်ဖက်ကလည်း Quashero Stallion Bane လေး3 man ထပ်ပြီးတော့ထိနေခဲ့တဲ့အခိုက်အတန့်မှာတော်တော်လေးများတယ်ဗျ Last Insanity တော့လည်း AOG ထပ်ပါလာခဲ့တဲ့အခိုက်အတန့်မှာတစ်ဖက်ကလည်း Ace Ball အနေနဲ့ Emergency Armor ထပ်အပြုတ်မှာတော့ All In Mega ထပ်ပြီးတော့တက်လာခဲ့ပါပြီမီနီယံဝေး3ဝင်လုံးနဲ့တော့သူတို့ထွက်ရှင်းတာ Flicker Land Shake က Bandicoot ပြီးသွားပြီ Cherokee ပိုင်းတာတွေလိုက်ရိုက်ထားနေပဲ Zaida နောက်ကိုပြေးကတ်ထားတာဗျ Immortal တော့ပြန်တော့ဝယ်ထားပါသေးတယ်အဲ့တော့ Immortality Bandicoot ဆက်ထားတဲ့အချိန်မှာ Winner Crown ဟုတ်ကြတယ်ဟေး Winner Crown နဲ့ကျွန်တော် RF Equal လေးလုံရင်းနဲ့ပဲ Aurora အနေနဲ့တော့ဒီ game number 3ကိုပါပြင်လဲနိုင်အရှိသွားငယ်ကြီးပဲဖြစ်ပါတယ်